ရှင်အလုပ်တွေဘာတွေထက်ရှာအောင်ပေါ့ရှင် ရှိတဲ့ဟာစားပေါ့အပြေမှာယောဂါတွေဒီလောက်ပေါ်တယ်နင်မသိဘူးလားငါလည်းလူငါကြောက်တတ်တယ်ငါမသွားရဲဘူး လေရှင်ကပေါ်ပြီးတော့ပြင်းနေတာတိတ်လားရှင်မပြင်းတာတခုပဲရှိတာ အဲ့ဒီခုကြောက်တယ်နင်ဘာပြောတာနင်ဘာပြောတာ စားတာအစားတာကိုပြောတာအမလေးစားရင်တော့မပြောချင်တော့ပါဘူးစားတာ ကောင်းတာဟိုနင်လွန်နေပြီနော် အစားတောက်ကိုပြောတာ ရှင်းရှင်းပြော သူများသားသမီးကိုယူထားပြီးတော့ရှင်လောက်ကျွဲမှာရှင်နားမလဲဘူးလား အခုနင့်ကငါအငတ်ထားနေလို့လား အော်တင်ငါပေးရရှင်ကျမနေ့ရညရရှင်ကျွေးနေတာလေကျမလည်းကြားလိုက်စားမနိုင်တော့ဘူးရှင်လောက်နေပါတော့ထက်ရှာပေါ့သူများခင်ဗျာကြည့်လိုက်ရင်သူများမိမကိုပြင်းတာစိတ်တာထားတာရွှေတို့ငွေတို့အိမ်တို့ကွေးတို့ပြင်းမထားတာဟမ်ကျမကြတော့ဘာရလဲဟမ်ရှင်ကျမမြင်တော့ရှင်ဘာတွေပြောထားလဲ ငါဘာမှမပြောထားဘူးပြောတာကနင်ငါ့ကိုမရခင်တော့ကနင်ဒီစကားပြောလားပြောတော့ယောက်ျားလေးကတစ္ဆာမရှိနင်တို့မိန်းကလေးကတစ္ဆာမရှိတာပြောတဲ့စကားဂတိမတည်ဘူး ဒီမှာကျမဘာတွေပြောမိလို့လဲပြောပါဦး နင်ငါ့ကိုဒီလိုပြောခဲ့တာလေကိုအရန်စီးရဲတယ်ကိုရဲ့စီးရဲဘဝတွေကိုကိုချစ်တဲ့ကောင်မလေးတယောက်ကိုဆွဲမခေါ်ရဲဖို့ချစ် ဘလို့ပြောလိုက်တာလေကိုရဲ့တကယ်လို့ဒါချစ်ကိုနဲ့တူတူနေရမယ်ဆိုရင်လေပြင်ပြခုနှစ်ချက်ပေါ်မှာပဲအေးရခမင်းကြီးပဲတောက်ရချစ်လိုက်ရဲပါလေကိုရဲ့ပြီးတော့ကိုရဲ့မိပင်လည်းပဲကိုရစူးခနဲ့လမ်းပေါ်ကိုပဲရှောက်ရတဲဆုံနဲ့ပဲပြုံးနဲ့ထမင်းစားရတာလေချစ်ချင်နေပါလေကိုရဲ့ ချစ်တကယ်ပြောတာနော် တကယ်ပြောတာပေါ့ကိုရဲ့ အဲ့တော့ကလေကျမယူတော့လို့ရှေ့ကိုယူခဲ့တာတိမ်မှန်သိရင်စလို့မယူပါဘူး နင်စိတ်ကသမားယူရင်တော့စိတ်ကသမားမရဖြစ်မှာပဲနော်တငါတဲ့ယူရင်တော့ညှီနဲ့တော့ခံရမှာပဲနင်စီးရဲသားယူရင်တော့စီးရဲတံကိုခံရမှာပဲနော်အရက်သမားယူတာအရက်နဲ့တော့ခံရမှာတော့ချမ်းလာတဲ့ယောက်ျားတွေတထေးတွေနင်ယူပါလားဘာလို့နင်ငါ့လာယူလာလဲ အမလေးမသိလို့ဟဲ့မသိလို့မျက်စိတော့ပေါက်မဲနေလို့နော် အိမ်တော်ရေးဆိုတာရုပ်ရှင်ထဲမှာလို့အခုချက်ချင်းညာပြီးတော့စီရဲသားနှစ်ယောက်ကိုစ조사ရင်းနဲ့ချက်ချင်းချမ်းသာသွားတာတို့ဟောကြောက်တွင်းထဲမှာကြောက်အောင်လို့တသေးဖြစ်တာလို့နေချင်းညချင်းထီပေါက်တာလို့အဲ့ဒါကရုပ်ရှင်ထဲမှာပဲရှိတာကိုယူထားတဲ့ယောက်ျားကတသေးမှမသိစင်ရဲသားမှမသိကိုဘာသာကိုအချစ်တွေမှုပြီးတော့လိုက်သွားပြီးပါပြီးမှအမေကဲပါအဖေကဲပါနော်ဥက္ကဋ္ဌကဲပါဟောအစိုးရကဲပါလားမလုပ်နေနဲ့ရှင်းနောက်တာလိုက်ရလို့ရှိရင်တဲဆုပ်ပဲနေရပေပြုတ်ပဲစားရမီးပင်လည်းပဲဖြတ်ရဟမ်ပြင်ပြခုနှစ်ချက်ပဲနေရဆိုနင်ပြောတာကတဲကုန်တဲဆုပ်လေအခုတို့မိုးတို့ကာနဲ့ဘယ်လောက်ကောင်းလဲ ဘာ